ခါတလေလဲတချို့တွေကိုစကားလေးပြောချင်တာတချို့လူတွေကခါလေကြရင်ကျွန်တော်ရှေ့လူကြီးတွေပြောသလိုပဲခေါင်းနှစ်ဖက်ကပဲခေါင်းပေါက်ခါကြရင်လူသားဆန်တဲ့စိတ်မရှိတတ်ဘူးလူသားဆန်တဲ့စိတ်တွေဆိုတာကကျွန်တော်လူအဖွဲ့အစည်းပါကလူအတိုင်းဝိုင်းနဲ့နေတဲ့လူတွေကလူစီးတွေကန်းနေပေါင်နေနေကြတာပေါ့အဲ့ဒီစီကန်းပေါင်တွေတွင်းမှာဘာတွေနဲ့ပြန်တိဆောက်လဲဆိုတဲ့ခါကျတော့လူချင်းစာနာတတ်တဲ့စိတ်တွေနဲ့တိဆောက်ရတာတချို့လူတွေအားလုံးမဟုတ်လူချင်းတော့တူတယ်လူလိုမတွေးတတ်ဘူးခါကြရင်မြင်တာပဲသိတာလေကိုလှုပ်ချင်တာကိုအတ္တတွေရှိချင်တင်တာတော့ကိုဖြစ်ချင်တာတော့အဲ့လိုမျိုးလုပ်တဲ့လူတွေကခါကြမြင်လာတဲ့ခါကြရင်ပြောချင်ဒါပြောပါဦးချင်းလေးတစ်ပုတ်နဲ့ရေးပြီးတော့ကိုယ့်ကိုယ်ခံစားလိုက်အဲ့လိုမျိုးခြေတော့ကရေးခဲ့မိတဲ့ချင်းလေးအဲ့ဒါလေးချင်းလောက်ဆိုပြချင်တယ်ရတာကတကယ်ကိုချစ်ခံရခတာစိတ်ပြစရာတွေစိတ်ပြစရာတွေဘယ်ကမှလည်းအမရေမွေးခွဲတဲ့ပြေးလာလို့ရတာတွေပြေးရတာတွေစစ်တော့ဒါတွေကိုမဲ့နေချူလို့တာကိုတင်ကြရအဖေရတီကြောင့်ဆိုင်ကိုရကေရဲ့ချီဒီစေပြစရာရီဘာကိုတင်လက်တင်စတာမခါရတရားရတွေ့ကြရရှောင်းပေးပါဟီလာကောင်းလို့ခံပြီးဘာကိုစားကကြည့်ပြီးလို့တချို့လူတရားရဲ့တွေးရလေဘာကြောင့်လောင်ပြရဲ့စကြတာဟေးလူတရားရဲ့ဒီစိတ်လေလူတရားရဲ့လောင်လာလေဘာကြောင့်လောင်ပြလို့ရကြတာဟေးလူတရားရဲ့အော်လောင်တဲ့လူတရားရဲ့တွေးရလေဘာကြောင့်လောင်ပြရဲ့စကြတာဟေးလူတရားရဲ့ဒီစိတ်နဲ့လူတရားရဲ့လောင်လာလေဘာကြောင့်လောင်ပြလို့ရကြတာဟေးအော်ဘာချိုးလူတွေအော်ဘာချိုးလူတွေ